အော်တိုဘာလ31ရက်နေ့လိုင်ဇာမြို့မှာကျင်းပနေတဲ့တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ဒုတိယနေ့ဆွေးနွေးပွဲကိုတော့ဦးအေးနိုင်ကသတင်းပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ဒီနေ့အော်တိုဘာ31ရက်နေ့မှာဆိုလို့ရှိရင်တရုတ်မြန်မာနယ်စပ်လိုင်ဇာမြို့မှာဆိုလို့ရှိရင်တိုင်းရင်းသားလက်နက်ကိုင်တော်လိုင်းအင်အားစုတွေရဲ့ဒုတိယမြောက်ပေါ့နော် conference ကိုကျင်းပနေပါတယ်။ဒီ conference မှာဆိုလို့ရှိရင်ဒီကနေ့31ရက်နေ့မှာဆိုလို့ရှိရင်ညနေဆောင်လောက်ဆိုလို့ရှိရင်တိုင်းသားလက်နက်ကိုင်အင်အားစုအားလုံးနှီးပါရဲ့ပေါ့နော်အားလုံးလို့ဆိုလို့ရမှာပေါ့သူတို့ရဲ့နိုင်ငံလုံးဆိုင်ရာအပြစ်ခတ်ရစရေးဆိုင်ရာမူဝါဒသဘောထားကိုဆုံးဖြတ်ချက်ချပြီးတော့ထုတ်ပြန်ကြေညာဖို့ရှိပါတယ်။ဘာတွေဆွေးနွေးမလဲခင်ဗျာ။ဘာတွေလားကောင်းနေလဲခင်ဗျာ။ဒီနေ့ကတော့ညီညွတ်ရေးကိုလက်တွေ့အချက်အလက်နဲ့တည်ဆောက်မယ့်နေ့ဖြစ်တာပေါ့ဗျာ။ဘာကြောင့်လဲဆိုတော့မနေ့ကတော့ကျွန်တော်တို့အခြေခံအယူဆတွေတော်တော်လေးဆွေးနွေးကြပြီ။ပုံဝင်လင်းပေါ့။အဲ့ဒါလို့သူ့အမြင်ကိုအမြင်ဖလှယ်ပြီးတယ်တရက်အကုန်ပြီ။ဒါကြောင့်ဒီနေ့ကတော့အဲ့ဒီရရှိတဲ့အမြင်တွေပေါ်မှာစုစည်းညွတ်နိုင်မဲ့နီလာအချက်လက်ကိုဒီနေ့မှာတော့ကျွန်တော်ရရှိမယ်လို့မျှော်လင့်တယ်။ဒါကြောင့်လဲဆိုတော့ကြီးကျယ်ကွဲလွဲမှုကျွန်တော်တို့policy မတူတာတော့မရှိပါဘူးအားလုံးကျွန်တော်တို့အင်မတန်နှီးစပ်ပါတယ်ဒါကြောင့်ဒီမှာကျွန်တော်တို့လိုအပ်တဲ့ညီညွတ်ရေးအတွက်အခြေခံသဘောတူညီချက်တွေကိုကျွန်တော်ဒီညနေမွန်လွယ်ပိုင်းမှာရရှိမယ်လို့ကျွန်တော်အပြည့်အဝယုံကြည်တယ်ခင်ဗျဟုတ်ကဲ့အကယ်လို့ဒီ nation wide ceasefire ပေါ့နော်တနိုင်ငံလုံးတစ်ပြည်လုံးအပြစ်ခတ်ရစဲနဲ့ပတ်သက်ပြီးတော့ဘုံသဘောထားကဒီညနေပိုင်းလောက်မှာထွက်နိုင်မယ်လို့ပြောတာလားခင်ဗျာဟုတ်ပါတယ်ဗိုလ်မှူးကြီးခုံကဆက်ပြောသွားတာကတော့သူတို့ UNFC တပ်ပေါင်းစုအနေနဲ့ဘုံသဘောထားအကြမ်းမြင်ရထားပြီးဖြစ်တဲ့အကြောင်းနဲ့ဒီကနေ့မှာတော့ UNFC အဖွဲ့ဝင်မဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့သဘောထားတွေကိုစုဆောင်းပြီးဒီညနေပိုင်းလောက်ဆိုလို့ရှိရင်အနေဆုံးအဆင့်ဖြစ်ဘုံသဘောထားမူကြမ်းတစ်ရပ်ကိုထွက်နိုင်တယ်လို့ဖြစ်ဆွပြောဆိုခဲ့ပါတယ်ဒါအပြင်အစိုးရဘက်ကနေ conference ကိုပေးပို့ထားတဲ့အပြစ်ခတ်ရစရေးဆိုင်ရာမူကြမ်းကိုလည်းဒီကနေ့ဆွေးနွေးမဲ့ခေါင်းစဉ်ထဲမှာပါရှိတယ်လို့ဗိုလ်မှူးကြီးခုံကပြောပါတယ်ကျွန်တော်လိုင်ဇာကနေသတင်းပေးပို့တာပါအေးနိုင်ပါခင်ဗျ